မင်္ဂလာပါဖိဝင်မှာကျွန်တော်ရှေ့ဗီဒီယိုတွေမှာပြောထားတာရှိတယ်เนาะဒီဝက်ပတ်မဲ့အကောင့်ဖွင့်တွေကိုကျွန်တော်ဗီဒီယိုလေးတင်ပေးမယ်ဆိုပြီးပြောထားတာရှိတယ်เนาะကဲအဲ့ဒါကိုကျွန်တော်ဒီနေ့မှလာပြီးတော့ပြပေးမယ်ပေါ့เนาะဒီတိုင်းလေးလိုက်လို့ကြည့်ပါပထမဆုံးကျွန်တော်တို့ရဲ့ကွန်ပျူတာမဟုတ်ရင်တော့ဒီဖုန်းကနေပြီးတော့ browser ကိုသွားပြီးတော့เนาะရိုက်ရှာလို့ရတယ် awebpermit.doe.go.th ဆိုပြီးတော့เนาะအဲ့တိုင်းလေးရိုက်ရှာလိုက်ပါရိုက်ရှာလိုက်ရင်ဒီမှာဒီစာမျက်နှာတက်လာမယ်เนาะ awebpermit.doe.go.th စာမျက်နှာတက်လာမယ်ဆိုရင်ကျွန်တော်နားပေါ့နှိပ်လိုက်မယ်เนาะနှိပ်ပြီးတော့ဒီထိတ်မှာကနည်းနည်းဆွေးလိုက်မယ်နော်ငိုလက်တာလေးဒီပဲဒီထိတ်မှာကထိုင်းစာရှိတယ်အင်္ဂလိပ်ရှိတယ်မြန်မာရှိတယ်နော်international language အင်္ဂလိပ်နဲ့ပဲသွားမယ်နော်အင်္ဂလိပ်နဲ့ရှိတယ်ဒီမှာသူရေးထားတယ် log in ဆိုရင်ကိုယ်မှာ account ရှိပြီးသားဆိုရင်ဒီမှာ log in ဆိုပြီးတော့ဒီမှာအမျိုးအစားရွေးခိုင်းတဲ့ user type ပေါ့နော် log in ကိုနှိပ်ပြီး user type ကိုကပါလဲ foreigner နိုင်ငံခြားသားလား employer ထိုင်းဆိုတာထိုင်းအလုပ်ရှင်လား employer foreigner နိုင်ငံခြားသားအလုပ်ရှင်လား agency လား proxy လားပေါ့နော်ဒီတဲကတစ်ခုခုရွေးရမှာဆိုတော့ကိုတွေကနိုင်ငံခြားအလုပ်သမားဖြစ်တဲ့အတွက် foreigner ကိုရွေးမယ်ပြီးရင်ကိုမှရှိတဲ့ email ကိုမှရှိတဲ့ရှိပြီးသားလူတွေပြောတာเนาะကျွန်တော်ကနမူနာတယောက်ထည့်ပြမယ်နော်စီဗီသားတယောက်ဟာကိုထည့်ပြမယ်ကျွန်တော်ဒီနေ့ဒါအမွေနှစ်တက်တန်းတိုးထားတဲ့သူရဲ့ email နဲ့ password ကိုထည့်ပြမယ်နော်ဒါအမွေရော birthday ရောအကုန်လုံးပဲနော်အမွေပဲဖြစ်ဖြစ် birthday ပဲဖြစ်ဖြစ်အကောင့်ဖွင့်တာဒီနီလန်တိုင်းပဲနော်ဒါရှိပြီးသားလူကိုနော်ကျွန်တော်နမူနာဝင်ပြမယ် save passwordကို browser ဆိုရင် password စေ့ထားမှာလားစေ့ထားမယ်ဆိုရင် save password ပေါ့နော်ကျွန်တော်မစေ့တော့ဘူးနော်ကျွန်တော်ရအကောင့်မဟုတ်တဲ့အတွက်ကဲအဲ့ဒီမှာဒါသူ့ရဲ့အကောင့်ရောက်သွားပြီဒီမှာထိုင်းလို့ပေါ်တယ်နာမည်အစထိုင်းလို့ပေါ်တယ်အင်္ဂလိပ်လို့သွားလိုက်မယ်နော်ဒီမှာသူ့ရဲ့ကိုယ်ပိုင်အကောင့်ရောက်သွားပြီဘာတွေလုပ်လို့ရလဲဆိုတော့သူ့ရဲ့ကိုယ်ပိုင် profile ကိုဝင်ပြီးတော့ကြည့်လို့ရတယ်ဒါသူ့ရဲ့ကိုယ်ပိုင် profile manage account သူ့ရဲ့ account ကိုသူကိုယ်တိုင်ပြင်ဆင်လို့ရတယ်เนาะ edit information ပြင်လို့ရတဲ့အပိုင်းပြင်လို့မရတဲ့အပိုင်းတွေရှိတာပေါ့เนาะဒါကတ်မြရသေးတဲ့အစ်စ်မှာ web permit expire လို့ပေါ်တယ်ဘာဖြစ်လို့လဲသူက web permit နှစ်စာငွေချေထားပြီးပြီเนาะဒါပေမဲ့သူကကတ်မြရသေးတဲ့အတွက်ဒီမှာ web permit expire သူစနစ်ထဲမှာပဲငွေချေထားပြီးပြီကတ်မြရသေးတဲ့အတွက် web permit တက်တန်းကုန်နေပါတယ်ဆိုပြီးပေါ်နေတယ်ကျွန်တော်ပြန်ပြီးတော့ရှေ့ကိုပြန်ထွက်ပြမယ်နော်ဒီကိုပြန်ထွက်မယ် e-tracking ဆိုတာရှိတယ်ကိုဘာလောက်ထားလဲလောက်ထားတဲ့အချက်လက်တွေအကုန်လုံးကို e-tracking မှာဝင်စစ်လို့ရတယ် e-tracking မှာစစ်လိုက်ရင်ဒီမှာတွေ့လားတစင်ွယ် waiting for appointment ကတ်ရိုက်ဖို့အတွက်စောင့်တယ်သူကိုယ်တိုင်ဝင်ပြီးတော့ကတ်ရိုက်ဖို့အတွက်ဝင်ယူလို့ရတယ်เนาะ MOU တွေကကိုယ်တိုင်ကတ်ရိုက်ဖို့ဝင်ပြီးတော့ရက်ချင်းယူလို့ရတယ်အားတဲ့ချိန်အားတဲ့နေရာမှာကိုယ်တိုင်လှုပ်ချင်ကိုယ်တိုင်လှုပ်လို့ရတယ်ဒီနားမှာသွားပြီးတော့သူဘာတွေလှုပ်ထားလဲဒီမှာဒိုးလိုင်းလက်အေးဒီနားကတော့ထိုင်းလိုပဲပေါ်တယ်เนาะသူ့ရဲ့အသေးစိတ်ချက်လက်တွေကြည့်မယ်ဒီ payment ဆိုတာမှာကြည့်မယ်တွေ့လား payment စာဆက်နှစ်စာငွေချေထားတယ်အထောက်ထားတယ် proof of payment မတွေ့လားဒါကြတော့တောင်းခံလာပေါ့เนาะတရားဘာမှမတောင်းခံလာဒီရောက်မှာဒါကိုပုံတွေကကိုအကုန်ဝင်ကြည့်လို့ရတယ်အကုန်ဝင်ယူလို့ရတယ်เนาะနှစ်စာအတွက်1800ဒီမှာခါထမီယံပိုင်ညထမငါที่มีอายุเกิน1ปี6เดือนแต่ไม่เกิน2ปีတစ်နှစ်နဲ့6လထက်ကျော်ပြီးတော့နှစ်ထက်မကျော်တဲ့ဝဘမီအတွက်အလုပ်လုပ်ခွင့်အတွက်fee ပေါ့เนาะဝန်ဆောင်မှုပေါ့1800ဒီမှာသူ့ရဲ့အခါရဲအိုက်စာရဲမှာသူ့ရဲ့ကိုယ်ပိုင် email ပါတယ် password ကတော့
ကိုယ်တိုင်ဖွင့်ထားတာဆိုကို password နဲ့ပေါ့နော်ကျွန်တော်တို့ဖွင့်ထားတာဆိုကျွန်တော်တခါတည်း password ပေးတယ်ဒီ payment တွေမှာဝင်ကြည့်လို့ရတယ်ပြီးတော့ခုနကဒါ wrapper align information ပေါ့နော်ဒါ document ပေါ့နော်သူရဲ့ပါစာရစာရရမယ်ဒီထဲမှာ waiting for appointment သူက appointment စောင့်နေတယ်ဒါက MOU 2 နှစ်တိုးထားတာဖြစ်ပါတယ် appointment စောင့်နေတာကိုဝင်ကြည့်မယ်ဒီမှာတွေ့လားဒီထဲမှာကိုကြိုက်တဲ့နယ်မြေကိုကြိုက်တဲ့ဟာနေရာမှာဝင်ပြီးတော့ရက်ချင်းယူရဥပမာဘန်ကောက် ID square ပေါ့နော်လွတ်တယ်ဆိုရင်ကိုယ်ဖုန်းထဲကနေကိုယ်တိုင်ဝင်နှိပ်လို့ရတယ်တရက်မှတော့မလုပ်ဘူးပေါ့နော်ဘန်ကောက်တဝိုက်မှာတော့တရက်မှမလုပ်10တရက်လွတ်နေပြီမဲ့အထဲမှာအထိုင်ဖို့မရှိဘူးเนาะဒါကတော့နမူနာပြတာမရှိသေးဘူးเนาะဒီတယောက်ရဲ့ account ဖြစ်ပါတယ်လူတိုင်းမှာဒီလိုမျိုး account ကိုယ်တိုင်ဖွင့်ထားရင်ရှိနေတယ်တက်နေတယ်သူ့ရဲ့အချက်လက်တွေကကိုဖွင့်ပြီးဝင်လိုက်တာနဲ့သူ့အချက်လက်ရှိနေရမယ်เนาะဒါကတော့ account ရှိပြီးသားလူဝင်တဲ့ဟာကိုပြတာเนาะကဲအားဆိုရင်ပြန်သွားမယ်မှတ်ပုံတင်တဲ့အပိုင်းကိုပြန်သွားမယ်เนาะကိုမှ account မရှိဘူးအခုမှစပြီးမှတ်ပုံတင်မယ်ဆိုရင် register မှတ်ပုံတင်မယ် okay မှတ်ပုံတင်မယ်ကိုကပဲအုပ်စုထဲမှာပါလဲ user type ရွေးမယ် foreigner နိုင်ငံခြားသားเนาะကိုကနိုင်ငံခြားသားဆို foreigner ကိုရွေးမယ်ပြီးရင်ဒီနားမှာ please select တဲ့ဘာနဲ့သူကမှတ်ပုံတင်ပါလဲ align identification number နိုင်ငံခြားသားနံပါတ်နဲ့မှတ်ပုံတင်ပါလား work permit number work permit number နဲ့မှတ်ပုံတင်ပါလား passport document number passport စာရွက်စာတမ်းနံပါတ်နဲ့မှတ်ပုံတင်ပါလားများသောအားဖြင့်တော့ work permit number နဲ့မှတ်ပုံတင်တယ်ပေါ့နော်ဒီနေရာမှာတခုပြောချင်တာကဗတ်တစ်သမားတွေเนาะအခုဆိုရင်ကိုက်ရကျွန်တော်ဒီမှာတော့တော်တော်များများအခု100မှာ95ရာခိုင်နှုန်းကကိုက်ရိုက်လို့ပြီးသွားပြီเนาะကိုက်ရိုက်လို့ပြီးသွားပြီဆိုတော့သူတို့တွေကနောက်တစ်ထေးပါတွေပြောင်းရင်အဲ့လိုမျိုးကတ်တွေပါတွေလိုတော့မယ်ဆိုတော့ဘယ်နံပါတ်ကိုဘယ်လိုခေါ်လဲဆိုတော့ကျွန်တော်ရှင်းပြပေးမယ်เนาะ sorry เนาะသူများရဲ့အချက်လက်လေးတွေပါနေတယ်ဒီမှာဆိုရင် update လုပ်ပြီးသွားတဲ့စာရွက်ပေါ့เนาะ update လုပ်ပြီးသွားတဲ့စာရွက်မှာကျတော့ဒီဘက်ကညာဘက်ကနံပါတ်ကို35နဲ့စားတဲ့နံပါတ်ကို binary ထပ်ငံလေးထိ work permit နံပါတ်လို့ခေါ်တယ်เนาะပြီးတော့ဒီဘက်က69နဲ့စားတဲ့ဟာကို lake ပကြံတော်ခွန်တန်တောက်လို့ခေါ်တယ်เนาะဒါကနိုင်ငံခြားသားနံပါတ်ဒါက work permit နံပါတ် okay အဲ့ဒါဆိုကျွန်တော် work permit နံပါတ်နဲ့ဖွင့်ပြမယ်เนาะ35690213489ခုန website ကိုသွားမယ်35690213489 okay เนาะ work permit နံပါတ်เนาะရွေးထားတာလည်းမှန်တယ်เนาะ work permit နံပါတ် register မှတ်ပုံတင်မယ်တွေ့လား account မပွင့်ထားရင်ဒီလိုမျိုးတက်လာတယ် account ပွင့်ထားရင်တော့သူဖွင့်ထားဘူးလေဆိုပြီးတက်လာတယ်เนาะ register ပထမဆုံးမှတ်ပုံတင်မယ်သူ account မပွင့်ထားဘူးအဲ့ကြတော့ဒီအောက်မှာရေးထားတဲ့စာတွေပေါ့เนาะခေါ်တုတ်လုံးငန်းခိုင်နိုင်ကန်ချိုင်း body can ဝန်ဆောင်မှုကိုအသုံးပြုဖို့အတွက်ဒီအောက်ကဟာတွေကိုသဘောတူညီပါသလားပေါ့เนาะသဘောတူညီပါတယ်ဆိုပြီးတော့ next နိုင်မယ်ဒါအဲ့ဆိုရင်သူ့ရဲ့အချက်လက်တွေ auto တန်းရှိနေတာเนาะ auto တန်းရှိနေတာဒီဘက်မှာဟိုဘာတွေကျွေးလို့ရမလဲ education level ဒီစတားပြထားတဲ့ဟာတွေကမဖြစ်မနေထည့်ပေးရမယ်เนาะဒီမှာစတားပြထားတယ် education level ဆိုတော့ကိုကျောင်းတက်ခဲ့လားကျောင်းဘယ်နှစ်တန်းထိတက်ခဲ့လဲရွေးလို့ရရเนาะ higher တန်း A တဲ့ doctoral degree master degree bachelor degree below bachelor degree ဒီ bachelor ဘွဲရတဲ့နှိမ့်လား diploma high အထက်တန်းလားဒါမှမဟုတ်လဲ6တန်းလားဒါမှမဟုတ်လဲ3တန်းလားအစင်းစင်းပေါ့เนาะကိုကမပေါ်ပြခြင်းဘူးဆိုရင် not specify ပေါ့เนาะမပေါ်ပြဘူးပေါ့เนาะ what's HP ရတဲ့လောက်တွေ့ကြုံဘယ်လောက်ရှိလဲနှစ်ဒီမှာတော့ထည့်လိုက်ပါ2နှစ်ပေါ့เนาะ2နှစ်ဆိုပြီးတော့နှိပ်ဆက်သွားမယ်နှိပ်ဆက်သွားပြီးရင်ဒီမှာဘာမှမဖြစ်လေရတယ်เนาะဒီတိုင်းပဲသူ့ရဲ့ဟာမိတ်လက်ဖို့ဆိုတာမပေါ်ပြဘူးပေါ့သူရဲ့ထည့်လိုက်တဲ့အချက်လက်တွေ summary or user information အသုံးပြုသူရဲ့အချက်လက်အတူအကျုပ်ပေါ့เนาะပြီးရင်နှိပ်ဆက်သွားမယ်ဒီနေရာမှာအရေးကြီးလာပြီเนาะဒီနေရာမှာမှားလို့မရဘူး
password ဖြည့်ပေးရမယ် password ဖြည့်ပေးရမယ်ပြီးတော့အဲ့ password ကိုပဲအောက်ကနေပြီးတော့ထပ်ပြီးတော့အပေါ်ရေးတဲ့ password ကိုပဲမှတ်အောင်ဖြည့်ပေးရမယ် password မှာဘာတွေပါရမလဲဆိုတော့ကနန်း8လုံးဖြည့်ရမယ် lunch h character ပေါ့နော် asli 1 uppercase letter စလုံး8လုံးဖြည့်ရမယ်တစ်လုံးကတော့အကြီးစလုံးတစ်လုံးပါရမယ် a ဆို a ကြီးပေါ့နော် b ဆို b ကြီးအနည်းဆုံးတစ်လုံးပါရမယ် asli 1 lower case letter အသေးဆုံးအနည်းဆုံးတစ်လုံးပါရမယ် asli 1 number ဆိုတော့နံပါတ်အနည်းဆုံးတစ်လုံးပါရမယ်ပေါ့နော်ဒီ8ချက်နဲ့ကိုက်တယ်ဆိုရင်သူစိမ့်သွားမယ်ပေါ့နော်ဥပမာနမူနာပြောရမယ်ဆိုရင် a နားလေးဖွင့်ရတယ်မနော် a အကြီးတစ်လုံးပါပါတယ် upper case u ဆိုအသေးတစ်လုံးပါပါတယ်နော် ng ပြီးတော့သူရေးထားတာပါလဲနံပါတ်အနည်းဆုံးတစ်လုံးပါမယ်အောက်ဆုံးပါပြီးတော့အနည်းဆုံး8လုံးရှိရမယ်အခုမှ9လုံးပဲရှိတယ်6ခွန်8အနည်းဆုံး8လုံးရှိသွားပြီเนาะဒါကတော့နမူနာပြတာပေါ့เนาะအပေါ်က password ကိုပဲအောက်မှာလဲတူအောင်ပြန်ထည့်ရမယ်တူအောင်ပြန်ထည့်ပြရမယ်เนาะကိုလည်းထည့်ပြီးတော့ကိုလည်း password တွေမမေ့ကြနဲ့အောင်เนาะ password လေးတွေမမေ့ကြနဲ့အောင် okay အဲ့ဒါဆိုရင် password ထည့်ပြီးပြီ next ဆက်သွားမယ် next ကိုနှိပ်မယ်ဒီမှာဒီအချက်ကအရေးကြီးရယ်เนาะ confirm email တဲ့ email ထည့်ရမယ်တလား under email မှာသူကနှစ်ခုဒီမှာလေဒါလေးနဲ့ဒါလေးရှိရယ်เนาะဒါလေးနဲ့ဒါလေးကဘာကွာလဲဆိုတော့အပေါ်ကဟာကျတော့ request OTP code request OTP code OTP code ထည့်မှာလားထည့်မှာဆက်သွားလို့ရမယ်ပေါ့เนาะဒီ email ထည့်ပြီးရင် email ကိုသူက OTP code ထည့်ပို့ပေးမယ်အဲ OTP code ထည့်ပြီးမှပဲနောက်တစ်ဆင့်ဆက်သွားလို့ရမယ်ဒါမှမဟုတ် skip ဆိုတာကြော်မှာလား OTP ပဲကွ OTP တောင်းတဲ့အဆင့်ကိုကြော်မှာလားကြော်မှာဆိုရင်ရတယ်ဒီမှာ email တွေကိုအသုံးပြုတဲ့ email ကိုထည့်ရင်တော့အကောင်းဆုံးပေါ့နော်ကျွန်တော်တို့ရှောက်ခိုင်းတော့ကျွန်တော်တို့ကမှတ်ရလွယ်တဲ့ email ကိုပဲထည့်မှာအဲကြတော့ဒီအဆင့်မှာကိုယ်တိုင်အသုံးပြုတဲ့ email ကိုထည့်တာကအကောင်းဆုံးပဲအဲ့ဒါမှဒီတစ်ခုခုအပြောင်းလဲဖြစ်တယ်ဆိုရင်ကိုထည့်ထားတဲ့ email ကိုသူတို့က notification ပို့မှာလှမ်းပြီးတော့အကြောင်းကြားမှာပေါ့နော်ဒီအဆင့်ကအရေးကြီးပါတယ်အဲဒါကြောင့်မလို့ကိုယ်ပိုင်သုံးနေတဲ့ email ကိုထည့်တာအကောင်းဆုံးပဲပေါ့နော်ထည့်ပြီးဒီအဆင့် email ထည့်ပြီး next နှိပ်လိုက်ပြီဆိုမှဒီလုပ်ငန်းစဉ်ကပြီးမှာเนาะဒီတရားကိုတော့ဒါကျွန်တော်1 2 3 4အဆင့်ထိဒါလောက်ပြပေးတာဖြစ်တော့ဗောတစ်ဆင့်ပဲကျန်တော့တယ် email ထည့်ပြီး next နှိပ်လိုက်ရင်မှတ်ပုံတင်ခြင်း register လုပ်တဲ့လုပ်ငန်းစဉ်ပြီးပြီเนาะအကုန်လုံးအဲ့တိုင်းလိုက်လုပ်လို့ရတယ်လိုက်လုပ်ပြီးရင်ကိုထည့်ထားတဲ့ email ကိုမှတ်ထားရမယ်เนาะဒီမှာထည့်ထား email ကိုမှတ်ထားရမယ်ပြီးတော့တခါခုနရှေ့အဆင့်မှာထည့်လိုက်တဲ့ဒီ password ကိုမှတ်ထားရမယ်ဒီနှစ်ခုကိုမှတ်ထားပြီးတော့ခုနအရှိမျက်နှာပြင်ကိုပြန်သွားပြီးတော့ login မှာသွားပြီးတော့ဝင်ရင်ကိုယ့်ရဲ့ကိုယ်ပိုင် account ရသွားပြီတခြားအလုပ်တွေပြောင်းတယ်ဆိုရင်လည်းကိုယ့်ရဲ့ကိုယ်ပိုင်ကိုဖောက်ထားတဲ့ email password ကိုပြောင်းတဲ့တထေးကိုပေးလိုက်ရုံပဲတထေးကိုအသစ်ဖွင့်ခိုင်းရမလို့တော့တထေးကိုအသစ်ဖွင့်ခိုင်းရင်ဘာဖြစ်မလဲဆိုတော့ကိုယ့်ရဲ့ကိုယ်ပိုင် email password ကိုတော့ကိုမေ့သေးတာပဲတထေးကိုဖွင့်ခိုင်းရင်သူမေ့သွားရင်ကိုပြန်ပြီးတော့အသစ်ဖွင့်ရမယ်အလုပ်တွေအများကြီးချုပ်မယ်ပေါ့နော်ကဲဒါကတော့ register လုပ်ငန်းစဉ်ပြီးသွားပြီပေါ့နော်ဒီမှာ email ထည့်ပြီးတော့သွားလိုက်ရင် register လုပ်ငန်းစဉ်ပြီးသွားပါပြီအကုန်လုံးပဲဒီနီလန်အတိုင်းမှတ်ပုံတင်လို့ရတယ်တင်ပြီးသားလူတွေကတော့တင်ပြီးသားလူတွေဆိုရင်တော့ဒီထိတ်ဆုံးအဆင့်မှာပဲရှိထားပါတယ်ဆိုပြီးတော့ဒါကျွန်တော်ပြန်ပြီးတော့ cancel လုပ်လိုက်ပြီเนาะတင်ပြီးသားလူတွေဆိုရင်တော့ဒီထိတ်ဆုံးအဆင့်မှာပဲ web admin နံပါတ်ထည့်လိုက်တာနဲ့ရှိနေပါတယ်ဆိုပြီးပေါ်လိမ့်မယ်ဥပမာဆိုရင်ကျွန်တော်ခုနကပထမဆုံးဝင်ထားပြဘူးတဲ့တယောက်ရဲ့ web admin နံပါတ်ကိုကျွန်တော်မှတ်ပုံတင်မယ်ဆိုပြီးတော့အစမ်းထည့်ပြပေးမယ်เนาะခုနမှတ်ပုံတင်ထားဘူးတဲ့တယောက်ရဲ့ web admin နံပါတ်ကိုအစမ်းထည့်ပြပေးမယ်ဆိုကဲဒါခုနတင်ထားဘူးတဲ့သူရဲ့ဟာကိုထပ်တင်မယ်ဆိုပြီးတော့အစမ်းလုပ်ပြပေးမယ် web admin နံပါတ်
တွေ့လား unable to proceed တဲ့ဆက်လုပ်လို့မရအောင်လက်ခံလို့မရပါဘူးတဲ့ since this number is already registered in the system တဲ့ဒီနံပါတ်က system ထဲမှာတဲ့မှတ်ပုံတင်ထားပြီးဖြစ်နေလို့ပါတဲ့ please check the information again တဲ့သူ့ရဲ့အချက်လက်ကိုပြန်ပြီးစစ်ဆေးပါတဲ့တွေ့လားကိုမှတ်ပုံတင်ထားရင်ဒီလိုမျိုးပေါ်တယ်နော်ပြန်ပြီးတော့တခါတည်းတန်းပြီးတော့အသစ်ဖွင့်လို့မရအောင်တင်ထားဖို့တဲ့လူတွေအဲကြတော့ကိုဝက်ပါမစ်ကိုဘယ်သူတွေကိုပေးထားလဲဘယ်သူတွေကိုရှောက်ခိုင်းထားလဲကိုမရှောက်ထားဘူးဆိုရင်လည်းအလုပ်ရှာဖွေရေး agency တွေဒါမှမဟုတ်တထေးတွေကိုပေးထားလားသူတို့ရှောက်ထားလားသူတို့မှပြန်ပြီးတော့ email password တွေပြန်တောင်းရမယ်နော်ကဲဒါကတော့ဒီ ဝက်ပါမစ်မှာကိုယ်ပိုင်အကောင့်ဖွင့်နေကိုအပြည့်စုံဆုံးတင်ထားပေးတာဖြစ်ပါတယ်အားလုံးပဲလိုက်ပြီးတော့လုပ်ကြည့်လို့ရတယ်ပြီးရင်တော့ကိုလှုပ်ထားတာကိုမှတ်ထားဖို့တော့လိုမယ်နော်အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ